ဒီရှင်နေနေမှာပြောရမှာဖြစ်ပါတယ်ရှင် 是吧？故事不有什么所言啊，我所懂，闭上你们，哦，美丽是吧？没那么久你不所言，想让我回本，那怎也能。ငါမေးချက်ကိုနားလေလိုနေချိန်တော့မင်းငါမရှိမှမလို့ချိန်မှတော့မင်းဝေကနေတော့လွန်ရမှာငါမေးစိတ်ကိုသိပါတယ်အဆောင်ချင်တော့အင်းဆုံးနေချီတွေမမရခဲ့တော့ငါအရှုံးပဲ